ဒီတယောက်မေးထားတာပေါ့ဗျာလေလင်ရဲ့ finger box ကကျွန်တော် scale တွေနဲ့ guitar scale တွေပေါ့ဗျာကျွန်တော် finger box scale တန်တူလားဆိုတော့မေးထားတာဒီဗီဒီယိုလေးနဲ့ကျွန်တော်ပြပြလိုက်ပါမယ်အဓိကမတူပါဘူးဘာလို့မတူတာလဲဆိုတော့ကျွန်တော်တို့ guitar နဲ့ melody မှာကွာချက်ချက်ကြတော့အဓိကကျွန်းနေကွာတာပေါ့ဗျာကျွန်တော် open string ကျွန်းနေကွာတာပေါ့ကျွန်းနေကွာတဲ့အတွက်ကျွန်တော်တို့က scale တွေပါတယ်ကြတော့ဟိုတက်စီဖြစ်ကုန်တာပေါ့ guitar မှာ guitar melody မှာ melody ဆိုပြီးဖြစ်သွားတာပေါ့အဲ့တော့ melody ရဲ့ကျွန်တော် open string တွေလူကျိုးတွေကျွန်းနေအကြောင်းကျွန်တော်ပြပြမယ်ဆိုတော့ဘာတွေကွာသွားလဲပေါ့နော်ကျွန်တော် guitar မှာကျတော့ E ပေါ့ဒီအောက်ဆုံးတစ်ကြိုးက E ပေါ့ကျွန်တော်ဒီ melody မှာကျတော့အောက်ဆုံးတစ်ကြိုးကကျတော့ C5 လာတယ်ပြီးလို့ရှိရင်ကျွန်တော်နှစ်ကြိုးကကျတော့ G4 လာတယ်ပြီးရင်ကျွန်တော်သုံးကြိုးကကျတော့ C ပြန်လာတယ်ခုန C5 ဒါကကျတော့ C4 ပြန်လာတယ်ပြီးလို့ရှိရင်ကျွန်တော်တို့၄ကြိုးကကျတော့ G ပြန်လာတယ် G ကကျတော့ဘာဖြစ်လဲဆိုတော့ G3 ဖြစ်သွားမယ်ပြီးရင်ကျွန်တော်ဒီ5ကြိုးကကျတော့ F လာတယ် F ကကျတော့ F2 เนาะပြီးလို့ရှိရင်ကျွန်တော်6ကြိုးနောက်ဆုံးကြိုးအဲ့ဒါကျတော့ C2 အဲ့တော့ C5 G4 C4 G3 F2 အဲ့တော့ကွာဝါဆိုတော့ကျွန်တော်လူကျိုးတွေပါကြတော့တီးရတာကြတော့ကွာဝါတယ်ပြီးလို့ရှိရင် feeling ပေါ့ပြီးရင်ကျွန်တော်ဒီအကွာအဝေးပေါ့ဗျာကျွန်တော် guitar ရဲ့ကျွန်တော်ဒီတကြိုးနဲ့တကြိုးအကွာအဝေးနဲ့ melody နဲ့တကြိုးနဲ့တကြိုးအကွာအဝေးကြတော့ melody ကကျတော့နည်းနည်းပိုစိတ်တယ်ဟိုလက်တစ်ချောင်းနဲ့တီးရတယ်ဆိုတော့ကျွန်တော်တို့ကအမြန်တီးရတယ်ဆိုတော့ကျွန်တော် guitar ကကျတော့နည်းနည်းကျဲတော့အပေါ်နဲ့အောက်သွားလို့ရှိရင်နည်းနည်းကျတယ်ဒီမှာ melody ကျတော့ဒီလိုတောင်းတာဖြစ်တယ်အဲ့ဒါပါပဲအဲ့တော့လွှတ်ကြိုးတန်နေကျွန်တော်ဒီလိုထွက်ပါတယ်အပေါ်နဲ့တီးမယ်ဆိုရင်ထွက်ပါတယ်ကျေးဇူးပါ